ငါးပါးသီလမှာပါတဲ့မုဒဝါဒသည်တစ်ဖက်သားအကျိုးပျက်စီးအောင်ပြောတဲ့မုဒဝါဒကိုဆိုလိုတယ်လို့ဒီလိုတော့မှတ်ထားဖို့လိုတယ်အမေရိုင်းမှာကြောက်လို့လိန်နာအဖေရိုင်းမှာကြောက်လို့လိန်နာအဲ့ဒီမုဒဝါဒမျိုးတွေမဟုတ်ဘူးလူသိမှရှက်လို့လိန်နာအဲ့လိုမျိုးဆိုလိုတာမဟုတ်ကိုပစ္စည်းမပေးခြင်းလို့လိန်နာရှိရတဲ့နဲ့မရှိဘူးလို့ပြောလိုက်တယ်တစ်ဖက်သားမှာအကျိုးစီးပွားမပြတ်ဘူးဆိုလို့ရှိရင်အဲ့ဒီမုဒဝါဒဒီငါးပါးသီလထဲမှာပါတဲ့အပြစ်ကြီးတဲ့မုဒဝါဒတော့မဟုတ်ဘူးသို့တော့လိမ်လီမှုကတော့ဖြစ်တာပေါ့သူကအပြစ်ကြီးမှဒီသူများရဲ့အကျိုးပျက်စီးမှထိခိုက်နစ်နာသွားမှကိုယ့်ရဲ့မုဒဝါဒပို့ပြီးတော့ဆိုးတယ်ပေါ့နော်သူများအကျိုးပြပြမှုဆိုတာပို့ရေးကြီးတယ်ပေါ့သူများအကျိုးမပျက်စီးဘူးဆိုလို့ရှိရင်တော့ကိုယ့်ကိုကာဝယ်တဲ့အနေနဲ့လိမ်လိုက်တယ်သိတယ်မသိဘူးလို့ပြောလိုက်တယ်ပြဿနာမတက်ချင်ဘူးရှိတယ်ဆိုတာသိရတဲ့နဲ့မရှိဘူးပြောလိုက်တယ်ကိုယ့်ပစ္စည်းမပေးခြင်းလို့မရှိဘူးပြောအဲ့လိုမျိုးဆိုလိုတာမဟုတ်ဘူးဒုစရိုက်နဲ့ပတ်သက်တဲ့မူတော်ပါအဲ့ဒါကိုရှင်းရှင်းလင်းလင်းနားလည်ဖို့လိုတယ်